ချုပ်တွေဒီအောင်နဲ့တရားသူကြီးအများစုတွေအကုန်လုံးခိုင်းစားပြတယ်ဖိုင်ဘာသာစစ်ဖို့ကြောင့်မေးရောက်နိုင်တော့ဖိုင်ဘာသာတိုက်ဆိုင်တော့ဆွေးမဲတော့ဖျောင်းပြတော့ထောက်ကျတဲ့အောင်တွေပါလေကျူးစားနေတယ်ဗမာကြီးကမယုံကြနဲ့စစ်ဖို့ကြောင့်တဲ့ခရိုနီတို့ထွက်ပေါက်ပေးနေတာတယောက်ကိုဖိထားခြင်းလို့ရှင်းလားဟဲ့ဟင်းတော်တော်ဒီတရားဝင်ပြောတယ်တိုင်းကြီးကလဲနေတာအလကားရင်ကြတဲ့အလကားငြိမ်းချမ်းရေးလူပြောရမှလိုက်ခံပြီးကြတာမရနိုင်တော့တိုင်းဆိုင်တော့တရားရုံးတွေကိုလည်းဆွတ်ဖက်တယ်လွှမ်းမိုးထားတယ်ထုတ်ဆိုင်ထားတယ်လက်ကွက်အောင်ဆိုရင်တော့ရဲသူနိုင်တဲ့လူတွေခေါ်တယ်လူပါပါတယ်လူရုံပါတယ်ငြိမ်းချမ်းရေးကြောက်ပြလဲနေတာလူပဲပန်းကြလဲနေတာကြရပါလေဘလို့လုံးကြမယ်ဒီတရားကြီးပြည်တယ်ဘလို့အားကိုပဲတခိုင်ကလုံးတရားကြီးရေဘလို့ပြတ်စီနေပြီ